ဖြည်းဖြည်းနဲ့အသက်အရွယ်တစ်ခုကိုရလာတဲ့အခါမှာတိတ်တိတ်ဆိတ်ဆိတ်ကလေးနေရတာကိုပို့ပြီးတော့မှတန်ဖိုးထားလာတယ်အေးချမ်းချမ်းလေးနေရတဲ့ဘဝကိုပို့ပြီးတော့မှမမောလာခဲ့မိတယ်လောကကပေးတဲ့သင်ခန်းစာတွေကြောင့်လားတော့မသိဘူးလေဘယ်ရာကမှဘဝမှာမတည်မြဲဘူးဆိုတာကိုအချိန်ချင်းတွေ့ကြုံခဲ့ရတဲ့လောကဓာတ်တွေကပြသခဲ့လို့လဲနားလေသဘောပေါက်ခဲ့ပြီလေတကယ်တမ်းဘဝမှာကိုသာအားကိုးရာကိုသာပျော်ရွှင်အောင်တည်ဆောက်နိုင်တာကိုယ်တိုင်ကပဲကိုအေးချမ်းအောင်တည်ဆောက်နိုင်တာပါလားဆိုပြီးတော့မှအချိန်ချင်းလည်းပဲတွေ့ကြုံခဲ့ရတော့နှလုံးသွင်းမှန်ကန်လာခဲ့တယ်ရေသက်ရှိသလောက်ပဲကြုံတွေ့ရမှာပဲလေကိုယ့်ဘော်ကိုမကောင်းတဲ့လူနဲ့ပဲဖြစ်ဖြစ်ကိုယ့်ဘော်ကိုကောင်းတဲ့လူနဲ့ပဲဖြစ်ဖြစ်ရေသက်ရှိသလောက်ပဲကြုံတွေ့ရတာမို့လားဒါကြောင့်မို့ရေသက်ကြောင့်ပဲစုံဝတ်ကြွေးကြောင့်ပဲစုံကံကြောင့်ပဲစုံစည်းကင်းရတဲ့အခိုက်အတန့်လေးမှာကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်အောင်ထားပါကိုယ့်ရဲ့စေတနာကိုကောင်းမွန်အောင်ကိုယ်တိုင်ကြိုးစားပြီးတော့မှထားပေးလိုက်ပါဘာကြောင့်လဲဆိုတော့လူတွေကတော့ကိုယ့်ဘော်ကိုလူတိုင်းကောင်းချင်မှကောင်းပါလေမကောင်းတဲ့လူတွေလည်းရှိမှာပဲသူတို့ကောင်းမကောင်းကိုယ်စိတ်စေတနာတွေကောင်းအောင်သာကိုယ်တိုင်ကြိုးစားဖို့လိုတာမို့လားအဲ့တော့လူတွေကပတ်ဝန်းကျင်မှာတွေ့ကြုံတဲ့အခါမကောင်းတဲ့လူတွေလည်းတွေ့တယ်ကောင်းတဲ့လူတွေလည်းတွေ့ရတာပါပဲအပြစ်ပြောတဲ့လူတွေရှိတယ်လို့ချီးမွမ်းတဲ့လူတွေလည်းရှိတယ်ကဲ့ရဲ့တဲ့လူတွေလည်းကြုံရမှာပဲညောက်ပင့်ပြောတဲ့လူတွေနဲ့လည်းကြုံရမှာပဲလေဒါပေမဲ့မကောင်းတဲ့လူတွေနဲ့တွေ့ကြုံခဲ့ရတဲ့အခါကိုစော်ကားပြုလိုက်တဲ့ပုံကိုယ်တွေနဲ့ကြုံလာရတဲ့အခါမျိုးတွေမှာခွင့်လွတ်နိုင်သလောက်ခွင့်လွတ်နိုင်အောင်ကြိုးစားပါမခွင့်လွတ်နိုင်ဘူးဆိုလို့ရှိရင်တော့မေတ္တာထားနိုင်အောင်ကြိုးစားပါမေတ္တာမှာ